နဘတုစကားမပြောနဲ့တိတ်တိတ်လေးဆန်လို့ဒီလိုပြောပြီးတော့ဘာဆက်ပြောတော့ဆိုယာဝဟံဗုဒ္ဓတိဋ္ဌတာဓမ္မံသွတ္တာမိတထုလို့တလောကလုံးရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားရဲ့တရားဆုံးသည့်ထီအောင်ငါနာခြင်းနဲ့ငါတရားနာနေတာနားထောင်နေတာမြတ်စွာဘုရားဘာလို့ပြောနေတာတုံးဆိုတော့ငါနားထောင်နေတာမင်းတို့တိတ်တိတ်လေးနေကြစမ်းကလေးတွေကိုပြောလိုက်တယ်နော်အဗ္ဗဓမ္မသူတို့ရဲ့သင်္ကန်းစာဘဝသင်္ကန်းစာယူเสียဓမ္မကောင်းတယ်ပေါ့အဲ့ဒီမှာဘာဟောနေတယ်ဆိုတာသူသိတယ်သူသားသမီးလေးတွေကိုရှင်းပြတယ်တရားနာရင်နိဗ္ဗာန်ပခဝါအာဟတဗ္ဗခန္ဓပမောစနအနောင်ဖွဲ့အားလုံးကလွတ်မြောက်ရဖြစ်တဲ့နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားရှင်းပြနေတာတို့မှာနှောင်ကြိုးတွေနဲ့နေနေရတာနှောင်ကြိုးတွေဆိုတာလူရဲ့စိတ်ကိုနှောင်ဖွဲ့ထားတာဘလို့လူတွေကနှောင်ကြိုးဖွဲ့ခံရတယ်ဆိုတာခန္ဓာကိုယ်ဒီ physical body ကိုကြိုးကြီးတွေနဲ့ခြိထားမှနှောင်ကြိုးလို့ထင်တာစိတ်ကိုနှောင်ဖွဲ့ထားတဲ့ကြိုးဟာလူမမြင်ရဘူးပေါ့တပ္ပခန္ဓပမောစနခြိနှောင်ထားတာတွေအားလုံးပြေသွားတဲ့နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားဟောနေတာတို့မှာဒီခြိနှောင်ခံနေရတယ်ဆိုရင်ဒါကြောင့်ဒါတွေကိုတို့တတိပြုနားထောင်ရမယ်အတိဝေလာစမေဟောတိအတ္တမိန်ဓမ္မေပိယယနာဒီတရားကိုငါတောင်းတနာကြာလှပြီတဲ့ဒီတရားကိုတောင်းတနာအချိန်လေးကိုအများကြီးခုံခဲ့ပြီတဲ့ငါလိုချင်တာခုမှတွေ့ရတယ်ဒီတရားငါသိချင်နေတာကြာလှပြီဒါကြောင့်မို့သားတို့သမီးတို့ငြိမ်ငြိမ်လေးနေစမ်းတိတ်တိတ်လေးနေကြစမ်းလို့ဆိုပြီးတော့အာယုံစိုက်ပြီးနားထောင်တာသူ့သားလေးကလည်းလိမ္မာရေးချရှိတယ်ဘလူးကလေးပဲမယ်လို့မရိုင်းဆိုင်မှုပေါ့အမေအဖေပြောတာကိုနားထောင်တယ်အမနာပြရိတ်တာမိမပြောတော့ပါဘူးတဲ့ကျွန်တော်အမေကျွန်တော်မပြောတော့ပါဘူးတုံနိဗုဒ္ဓယဥတ္တရာညီမလေးလည်းတိတ်တိတ်နေမပြောနဲ့ဓမ္မမေဝနိတမေမြတ်စွာဘုရားဟောတဲ့တရားကိုနားဆိုင်ထောင်သူတို့လည်းနားဆိုင်ထောင်မယ်ပေါ့အမေလည်းနားဆိုင်ထောင်ကျွန်တော်တို့လည်းနားဆိုင်ထောင်မယ်ဘာဖြစ်လို့လဲတတ္တမတဝနံဒုက္ခသူတော်ကောင်းတရားကိုနာကြားရတာစိတ်နှလုံးအေးချမ်းမှုရတယ်ဟုတ်တယ်ဘဝမှာအင်အားတွေတစ်ခုဖြစ်စီအသိဉာဏ်တွေရလာရင်ဘဝရဲ့အင်အားတစ်ခုပဲလေလူတွေမှာအသိဉာဏ်ရတဲ့အချိန်နဲ့မရတဲ့အချိန်တူမှမတူတာအသိဉာဏ်မရသေးဘူးဆိုရင်လူဟာလမ်းစာပြောင်းနေတယ်လို့ဖြစ်တယ်အသိဉာဏ်ရတဲ့အချိန်မှာဘဝအေးချမ်းတဲ့ဘဝမျိုးသူနေနိုင်တယ်ရွေးချယ်နိုင်သွားတယ်အရင်လိုတောကတွေသိမများတော့ဘူး